မှာထော်လာပြီးစီးတော့လာမမြင်ဘူးလားသမင်းလည်းဒီမှာနွားလည်းစီးတော့လာမမြင်ဘူးလားကွာဟာကျတော့မမြင်တာမဟုတ်ဘူးဗျာခင်ဗျားတို့ကဖတ်ပြီးကျွန်းနေတာနော်ဒီထော်လာဒီတန်ကြတော့ခင်ဗျားတို့ကြိုးဆောင်ထားနေတာပေါ့ဗျာဟဲ့ဒီလမ်းမင်းမယ်လေးလမ်းမဟုတ်ဘူးမင်းတို့ကဘာလို့မလို့ငါတို့ချောင်ပြရမှာဟဲ့တန်ကြဒီမှာဘလို့ဒီမင်းတို့နွားလည်းနောက်ဆုံးဟဲ့ညံဝင်ဒီနာမည်ကညံဝင်မင်းဟုတ်တော့ကမောင်းတာပိတ်နေတာပဲဒီနွားလည်းဘက်ကြီးရမပါဘူးကွာဘက်ကြီးရပါလေမင်းတို့ထော်လာကြီးနောက်ဆုံးဟေးခင်ဗျားတို့ဖက်ကြီးရပါလားစီးလို့လေကျတို့ထော်လာကြီးဝယ်စီးပေါ့ဗျာခင်ဗျာဒီလေဟမ်ဒီကောင်နဲ့ဖက်ပြီးပြောနေစမ်းပါနဲ့ကွာဒီလိုထော်လာကြီးမျိုးဒီလိုတွေဘယ်လိုလုပ်ဝင်နေမှာလဲကြည့်လေလောက်တော့တောင်ရစားတော့တန်ခတ်စီးတော့ခုံမနဲ့တနေ့ကုန်နွားနဲ့ဖက်ပြီးအလုပ်လုပ်နေရတာဒါမျိုးဘယ်လိုလုပ်ဝယ်စီးနိုင်မှာလဲကွာတော်တော်လူဝါဒီပါကျုပ်တို့တွေကမီယိုဗလာတောင်ရလုပ်ငန်းကိုငွေနဲ့နဲ့ထိမ့်သိမ်းဆောင်ကြောက်ပြီးအခုချိန်ထိလုပ်နေရဗျကျုပ်တို့လိုတောင်သူလေသမားတွေသဘာဆိုင်ခင်ဗျားတို့တွေမင်းစားနေတယ်အဲ့ခင်ဗျားသိလားလက်ကကုံတွေရောင်ရောင်ပွဲစားရောင်ရောင်ဘာအရင်ဒီမှာမဆိုင်တော့ပဲလူပေါ်လူညွန့်ခုစားနေတယ်ရှင်းလို့ဟဲ့အဲ့ဒါငါတို့တယ်လို့ငါတို့စားတာမင်းတို့တော့ငါတို့တို့သူများမျက်ခုံးပေါ်မှာဈေးနဲ့ရှောက်လို့ရလားမင်းရှောက်ပါသူများမျက်ခုံးပေါ်ဈေးညာရှောက်ရင်းနဲ့ခြေထော်ကြမှာခွေးကြည့်ပုံနဲ့မျက်နှာအမိမကောင်းကြီးနော်နောက်ဘကလူပြပြမှာမဟုတ်ခွေးပြမှာ